Instapay Mastercard ဖြင့်ဈေးဝယ်ယူပါမည်သည့် online ဈေးဝယ်အကောင့်မဆိုဝင်ရောက်ပါအဆင့်1တင်ဝယ်ယူလိုသောပစ္စည်းကိုရွေးချယ်ပါအဆင့်2ပစ္စည်းကိုခါထဲထည့်ပါအဆင့်3တင် shopping cart သို့သွားပါအဆင့်4ပစ္စည်းကိုနှိပ်ပြီး check out ပြုလုပ်ပါအဆင့်5 check out စာမျက်နှာတွင်တင့်မီဆက်သွယ်ရန်ဖုန်းနံပါတ်နှင့်ပစ္စည်းပို့ဆောင်မည့်လိပ်စာကိုထည့်သွင်းပါအဆင့်6 payment option ကိုနှိပ်ပြီး credit card သို့မဟုတ် debit card ဖြင့်ပေးချေရန်ရွေးချယ်ပါအသစ်သော credit card သို့မဟုတ် debit card ကိုထည့်သွင်းပါဒီနေရာတွင်တင့်အမည်ကိုထည့်ပါကတ်နံပါတ်ကိုထည့်ပါကတ်အမျိုးအစားကိုရွေးချယ်ပါကတ်သက်တမ်းကုန်ဆုံးရက်ကိုလနှင့်နှစ်ဖြင့်ထည့်ပါကတ်၏ဒီကနံပါတ်ကိုထည့်ပါဒီကနံပါတ်ကိုကတ်၏နောက်ဖက်တွင်တွေ့နိုင်ပါသည် billing address ကို postal code ဖြင့်ထည့်သွင်းပါ save card ကိုနှိပ်ပြီး submit ပြုလုပ်ပါသင် mobile phone သို့အဖင်ကိုလက်ခံရရှိပါမည် app pin ကိုထည့်ပါအဆင့်9တင်ကတ်ကို payment method အဖြစ်အောင်မြင်စွာထည့်သွင်းပြီးပါပြီအဆင့်10 place order ကိုနှိပ်ပါစုစုပေါင်းငွေပမာဏနှင့်ပေးချေမှုနည်းလမ်းကိုပြသပါမည် Pay ခလုတ်ကိုနှိပ်ပါသင် online ဈေးဝယ် order ကိုအောင်မြင်စွာပြုလုပ်ပြီးပါပြီ